တောင်ကိုဟင်းထုတ်ဆိုလို့ရှိရင်ကြိုက်တဲ့လူတွေရှိလေကျမကတော့ဟင်းထုတ်ဆိုလို့ရှိရင်ဘယ်ကထုတ်တဲ့ဟင်းထုတ်ဖြစ်အကုန်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့အခုစားနေရတော့တောင်ကိုဟင်းထုတ်ပါဆိုတော့ဒီဟာကဆိုင်တော့မဟုတ်ပါဘူးကျမဒီလိုခေါင်းရွက်တဲ့အမပေါ့နော်ဒီအမကကုံတယ်ကြီးလမ်းဘက်ဆိုလို့ရှိရင်သွားတယ်သူ့ရဲ့ဟင်းထုတ်လဲကောင်းတယ်ပြီးပဲပေါင်းလေးကောင်းနေပြီးတော့ငပြောပေါင်းလေးလည်းအရင်ကောင်းနေပေါ့နော်ဒီမစီမှာဆိုလို့ရှင်စောင့်ပြီးတော့ဝယ်စားရတယ်ပေါ့နော်ညနေပိုင်းဆိုရင်သူထွက်တယ်သူမနက်ပိုင်းလုပ်ပြီးတနေ့ကုန်လုံးရတယ်တဲ့ခေါင်းရွက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လက်အိတ်တွေမစွတ်ဘူးစွတ်တယ်တော့မပြောကြပါနဲ့လို့သူတို့တွေကဒီလိုပဲတနေ့လုံးနဲ့ဆိုတဲ့ခါကျတော့အဲ့လိုလက်အိတ်တွေဘာတွေလဲတုံးတာမဟုတ်ပေါ့နော်အရင်ကတည်းကလည်းဒီလိုပဲရောင်းနေကြဆိုတော့ပေါ့နော်ဆိုဒါဟင်းထုတ်ကိုသူအဲ့လိုပူလေးပေါင်းထားလေအဲဟင်းထုတ်လေးကိုရဲရွယ်နဲ့ထုတ်ပေးထားပါတော့သူဟင်းထုတ်လည်းအရင်ကောင်းတယ်တစ်ခုမှ900ပဲဟင်းထုတ်ကလေဈေးကအခုတည်းတန်နေတော့မအရင်တော့ဈေးသက်တာတယ်ပေါ့နော်အရင်တော့တစ်ခု200ပဲအခုတော့အဲဒီဟင်းထုတ်လေးကတစ်ခု900အဲ့ဒါလေးလည်းစားကောင်းတယ်ဒါကပဲပေါင်းမှာနှမ်းထောင်လေးနဲ့မှုေးပြီးစားလို့ကောင်းပေါ့နော်ဒါလေးကငပြောပေါင်းကကြတော့အီချိုလေးပေါ့နော်တခြားတော့မဖြူထားဘူးသူကတခြားဖြူပေးမယ်ဆိုတော့မကြိုက်ဘူးပေါ့နော်ဒါကတော့ကျမရဲ့ favoriteဟင်းထုတ်ပါရဲရွယ်နဲ့ share ထုတ်ထားတာသူကလေဆက်တာပေါ့နော်အဆက်လေးအဲ့လေးကိုအစိမ့်ရဲ့အချိုရနဲ့မီးမယ်ပေါ့နော်ကဲဒါလေးကရဲရွယ်နဲ့ထုတ်ထားတဲ့ကျမတို့တောင်ကိုဟင်းထုတ်ပါကျမကလေဟင်းထုတ် crazy ပါကဲစားလိုက်ပါဦးမယ်သူကအချိုမရအောင်သူစီမှာဟင်းထုတ်ကအဆက်ပဲရတယ်ပေါ့နော်ပြီးတော့ချင်းဆက်ရည်တော့သူမပါဘူးပုံမှန်တော့တောင်ကိုဟင်းထုတ်ဆိုတာပေါ့နော်အဲ့လိုရဲရွယ်နဲ့ထုတ်ထားတဲ့ဟာကိုချင်းဆက်ရည်လေးနဲ့တို့စားပြောရင်းနဲ့တော့စားချင်လိုက်ဒါအဲ့လိုမျိုးတွဲပြီးစားရတာပေါ့နော်ဆိုတော့ဒါကတော့ဒီတိုင်းလေးပဲသူ့ရဲ့အဆက်ကလေးကိုစားတယ်ပေါ့နော်ဆက်ကလေးနဲ့လေးကောင်းလိုက်တာလူကလေအစကလေးမှိုင်တိုင်းဖြစ်နေတာအဲ့ဒါလေးစားလိုက်တော့လေသူကရှူရှဲပွင့်ထွက်လေးပေါ့နော်စားလို့လဲအရင်ကောင်းတာပဲပြီးတော့အဲ့ဆက်နေတဲ့ဟာကိုကျွန်မအဆက်ပြေအောင်ဆိုလို့ရှိရင်ပဲပေါင်းလေးတစ်လဲပြန်စားရဲကွာပဲပေါင်းလေးကလည်းစိမ့်လေးဆိုတဲ့ခါကျတော့သူအဆက်ပြေတယ်ဒါလေးပဲပေါင်းလေးစားတောင်းလေးနဲ့ဆိုတော့လေနှမ်းထောင်းလေးနဲ့ဆိုလေရမ်းကောင်းတယ်အဲ့နှစ်ခုလေးစားလို့ရမ်းစင်ပြေတဲ့သဘောတွေရမ်းကြနေတာပေါ့နော်အဲ့လိုအာတီတာလည်းရမ်းရှိနေတဲ့အချိန်ဆိုတော့လေကျမဘွားဘလောက်တာရလဲကြည့်ဒါအခုဆက်ပြီးတော့ဆက်လာတဲ့အတွက်ကြောင့်မလို့ပေါ့နော်ပဲပေါင်းလေးတွေဆက်စားတယ်ပေါ့နော်တစ်ဖက်ကပဲပေါင်းပေါ့နော်ပဲပေါင်းလေးကလည်းလေတော်တော်ကိုကောင်းနေသီလားစိမ့်လေးညီမကအဲ့အရာတော့တော်တော်ကြိုက်တယ်ပြီးတော့ဟိုဘက်ကကျတော့ငပြောပေါင်းလေးပေါ့နော်ငပြောပေါင်းလေးကအီလေးနဲ့စားလို့အရင်ကောင်းတယ်သူလည်းသူ့အချိုထက်လေးနဲ့သူဆိုတော့အရာသာဘာမှပြောစရာမလိုပေါ့နော် share ပဲဒါကတော့ကျမတို့မြို့ရဲဆိုင်ရဲ့မင်းသမီးပေါ့နော်သူလည်းစားတာကြိတ်တာတခြားလေးဟာလေးလို့နည်းနည်းမီးကြည့်မယ်ဆိုရင်တော့မကုံသွားတာမမီးလိုက်ရအောင်ပေါ့နော်သူကလည်းစားပြပါတယ်ပေါ့သူလည်းမုတ်စားတယ်ပေါ့ခေဆက်စားအောင်မယ်ဒါတစ်ခုထက်ကြံသေးရပေါ့နော်ဒါကတော့အတုံးလိုက်ကြီးဆွဲမယ်ဆိုပြီးတော့ပေါ့နော်တောင်ကိုဟင်းထုတ်ကိုအားရပါရဆွဲပါတယ်လို့ကျမကလေဟိုဟင်းထုတ်ဆိုရင်တောင်ကြီးဟင်းထုတ်လဲကြိုက်တယ်တောင်ကိုလဲကြိုက်တယ်မုံညင်းပေါင်းလဲကြိုက်တယ်ဘယ်ဟာဖြစ်ဘယ်နေရာဖြစ်ဟင်းထုတ်ဆိုအကုန်ကြိုက်တယ်အကုန်စားတယ်သူပါပေါ့နော်အရင်စားလို့ကောင်းခဲ့ပါတယ်အရင်လဲကျေနပ်စရာကောင်းခဲ့ပါတယ်ပေါ့နော်တောင်ကိုအဝေးရောက်တွေလွမ်းနေမှန်သိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဝေးရောက်တွေအကုန်လုံးကိုစားကျမပဲစားပေးလိုက်ပါတယ်လို့ပြန်လာတဲ့ခါကျမှပဲလို့အားရပါရစားပါလို့နော်ကျေးဇူးတင်ပါတယ်ရှင်